မင်္ဂလာပါအရင်ဆုံးရေခဲကြော်အိမ်နဲ့စီပူပူကြော်စားပြီးအရသာရှိရှိသုံးဆောင်ရမယ်မိကုန်းတွေကိုဆွေးနွေးကြရပါဒီနေ့ Windows ရှုခင်းစတင်ပါပြီစကားပြက်ကိုလက်မှတ်ထိုးဝင်ပါโอเคတငယ်ချင်းတို့ဒါကြောင့်ဂိမ်းမုတ်ကိုဂန်တဝင်အဖြစ်ရွေးချယ်ပါပါဝင်သူ30ဦးအထိပြိုင်ပွဲအကဲဖြတ်ခြင်းသည်မှခင်မင်ရင်းတီးတဲ့ရှင်းပြမှုကိုယူဆောင်လာပါဝင်သူတွေဟာစင်မြစ်ပေါ်မှာထိတ်ဆုံးနေရာကိုရရှိဖို့အတွက်မြန်မြန်ဆန်ဆန်နဲ့မှန်ကန်စွာဖြည့်ဆို့ဖို့လိုအပ်ပါတယ်ဂိမ်းတင်ရန်ပြင်ဆင်ပါသင်အမည်ပြောင်းသည့်မျက်သပြင်ပေါ်တွင်ပေါ်လာပြီးသင်ပါဝင်သည့်ဂိမ်းတွင်ပါဝင်ရန်အမည်ပြောင်းတစ်ခုရိုက်ထည့်ပါအေးခဲထားသောပြင်သစ်ကျော်အင်းဆုံးအေးခဲထားတဲ့ပြင်သစ်ကျော်ထုံးနဲ့စီပူပူကျော်ကိုယူပြီးတော့စားပြီးအရသာရှိရှိသုံးဆောင်လိုက်ပါဒီကိုအရင်ယူပြီးလှုပ်ရှားပါဆိုတဲ့မိကုန်းတွေကိုသဘောကျတယ်ထစ်သက်ခဲ့သောရေခဲအာလူးကြော်များသည်ကြိုတင်ပြီးဖြတ်ထားသော
တစ်စိတ်တစ်ပိုင်းချက်ပြုတ်ထားသောသို့မဟုတ်အာလူချောင်းများကိုသိမ်းဆည်းရန်အတွက်လုပ်ထားသည်၎င်းတို့သည်ဖုတ်ခြင်းလေဖြင့်ကြော်ခြင်းသို့မဟုတ်ရေခဲတစ်တာမှတိုက်ရိုက်ကြော်ခြင်းဖြင့်ပြင်းမြန်စွာပြင်ဆင်နိုင်စေပြီးအာလူစိတ်များကိုအခွင့်ခွာခြင်းသို့မဟုတ်ပြီးဖြတ်ခြင်းမလိုအပ်ပါရေပန်းစားသောအမတ်တန်စိတ်များမှာတစ်တို့ဖြစ်သည်ထုတ်ဆက်ပါတယ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 ်ကစားကြီးရဲ့အပိုင်းတစ်အတွက်စောင့်မျှော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ချက်ပြုတ်နည်းများအကြောင်းမိကွန်းโอเคတငယ်ချင်းတို့ခုနှစ်ရဲ့အပိုင်းတစ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနှုတ်ဆက်ပါတယ်